အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြောက်တကူဘူမူပါထူလမ်းမကြီးပေါ်က promise ဓာတ်ပုံတိုင်းနဲ့မင်္ဂလာဝတ်စုံဆိုင်အတွက်ဆိုပြီးတော့ special order ပြုလုပ်ပေးထားတဲ့ AC ရဲ့အရှိက2လက်မှာအနောက်က4လက်မှာအထူးညီညိုရောင်ကလေးနဲ့မိတ်ဆက်ပေးပါမယ်မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒါလေးကမင်္ဂလာဝတ်စုံဆိုင်ဖြစ်တဲ့အတွက်ဓာတ်ပုံမွေးနေ့ပဲဖြစ်ဖြစ်ဗမာဝတ်စုံပြေပဲဖြစ်ဖြစ်ဓာတ်ပုံရိုက်ချင်တဲ့အခါမှာအရက်ညှိပြီးရိုက်လို့ရအောင်အရှိက2လက်မှာအနောက်က4လက်မှာ special order အထူးလေးဖြစ်ပါတယ်ရှင်အောက်ဆိုးလေးကို slip ဖြစ်ပြီးချော်မလဲအောင် W မှာပန်းအကျန်လေးအသုံးပြုပေးထားပါတယ်တစ်စိတ်ကလေးကတော့ AC တစ်စိတ်ကလေးဖြစ်ပါတယ်ဒီလို customize order လေးတွေကိုကျမတို့ရဲ့ AC ဖက်နှက်ဆိုင်မှာကိုယ်တိုင်ကိုကြလာပြီးတော့အားပေးမယ်ဆိုရင် AC ဖက်နှက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နှက်ဆိုင်အမှတ်1အရှိအေရုံကိုကျုံအောင်ဆန်းစီစကော့စီရန်ကုန်မြို့ပါရှင်ကိုကျုံအောင်ဆန်းစီကားထွက်ပေါက်ကနေဝင်လာပေးလို့ရပါတယ်တစ်စစ်ပြန်လဲရောင်းချလို့ဒီထောက်တဲ့များအတွက်လည်းလက်ကားစီထောက်တဲ့စီတီးတန်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လဲဆုံတွေ့မယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေတတားပါရှင်